Hello အားလုံးပဲမင်္ဂလာပါဒီနေ့ခရိတ်ပါဗီဒီယိုလေးတင်ပြရအောင် ID ထဲဗီဒီယိုလေးတင်ပြရလေးဖြစ်ပါတယ်ကဲတော့ဒီကိုမျိုးကိုကြပါနော်automatic ထဲကိုပြန်ခိုင်းတယ်လို့မြင်ရပါတယ်ဒီပြီးတော့လည်း process ဟာပြီးတော့ဒီရောဒီ subscribe ကို ID ထဲဟာပြီးကိုဒီလိုထားရဲဘာပါလဲဒီတော့ green နဲ့ဒီလက်ကြည့်ကြပါအောင်အမရင်းနဲ့ဒီနေ့အစီအလေးကိုမသိဘူးတော့ဒီလိုပြရမယ်ဒီတော့ကိုကဲဆိုဒီနားမှာပေါ့နော်ဒီလိုမျိုးလေးပါခရင်းကဒီလိုမျိုးကိုကြည့်ရတယ်ဒီလိုရတယ်ခရင်းကအဲ့ဒီတော့ဒီလိုမျိုးထလာတယ်ဒီအလောင်းအကြောင်းလည်းလာနေတယ်ဒီတော့အဲ့လိုလုပ်ပြီးတော့အဲ့ဒါကိုထုံးပြန်ဒီဟာလေးကိုအဲ့ဒါကိုပြီးတော့နှုတ်ပြီးတော့လေးရမယ်အဲ့ဒါပြီးဒီကတော့နော်အဲ့ဒါကိုဒီတော့ဒီတော့ခိုင်းသွားဒီ ID လေးနော် ID လေးရဆက်တော့ကဘယ်လိုလဲဟိုဘာလဲဒီဒီလေးပါလေးရတယ်ပေါ့နော်အဲ့လိုခရင်းကဒီမျိုးလေးအဲ့လိုမျိုးနောက်ဗီဒီယိုလေးကိုပြန်ကြည့်ရအောင်ပြောပြအောင်ပေါ့နော်ဒါတော့အခုလေးမျိုးပါနဲ့ဒီနေ့လေးနော်ခရင်းကဒီလိုမျိုးဆိုတော့ဆင်ပြီးစောက်ထားတာလေးရှိရပါတော့။ဒီဆိုခရင်းကဒီညမှာစိတ်ကိုနေကုန်နော်။ဒီကနေ့မျိုးမျိုးဒီရမယ်။စိတ် complete ဆိုရင်ဒီနားရောအဲ့လိုရတာပါပြီ။ဒါကြပြီးတော့အဲ့လိုတော့ဒီဟာလေးပြင်နေရပါမယ်။ဒီလက်ကွာလေးကိုလုံးနေပြီးသားပြီးဆိုရင်ရပါပြီ။ဒါဒီမှာဒီလိုတအားဆိုနေတယ်နော်။ဒီလိုတော့လည်းရမယ်။ဒီကတ္တာတို့ကတော့ကောင်းတယ်လေဒီလိုလေးရှိပါတယ်။ဒီလိုဒီကတ္တာလေးကတော့လည်းရတအားလာပါရဲ့မစတာလို့ပါ။တော့နောက်တစ်ခါဒီအိမ်လေးပေါ့နော်။အိမ်လေးကြီးဒီလိုအိမ်လေးနဲ့ခရိုင်ကိုလည်းဒီလိုပဲဆိုတော့ဒီလိုပြရတဲ့လေမှာပါလိမ့်ရှင်တင်ထုံးနေလို့ပြောတာဒီကနေ့လည်းမပါဘူးရှင်ဒီရှိလို့ရှိတယ်ဘုံဒီအားလေးမမိုက်ပါရဲ့ဘယ်လိုအဲ့လိုမျိုးလေးဒီမှာဆိုရင်အဲ့လိုဒီဆက်တာပါဘိုင်ဘာလက်ခါလေးတင်ရမယ်လို့ဆက်မယ်ကဲဆိုတော့ဘိုင်ဘာနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်နော်